လွန်ခဲ့တဲ့22နှစ်ချိန်ဆွေးမြတ်ပထမဆုံးအလုပ်စလုပ်တဲ့အချိန်တုန်းကဆွေးမြတ်တွေအရန်ကို challenge ဖြစ်တဲ့အကြောက်ဆုံးအရာတွေကိုဘယ်လိုပုံစံမျိုးနဲ့ရင်ဆိုင်ကြော်ဖြတ်ခဲ့ရတယ်ဆိုတာလေးကို sharing လေးလုပ်ပေးချင်ပါတယ်ကျွန်မကတော့ business coach and luxury property consultant ဆွေးမြတ်ဟီတီဖြစ်ပါတယ်ရှင်ဆွေးမြတ်အလုပ်စလုပ်တဲ့အချိန်တုန်းကအသက်ကလည်းအဲ့ချိန်တုန်းက26နှစ်ပဲရှိသေးတယ်အသက်အားဖြင့်လည်းငယ်နေသေးတယ်နောက်တစ်ခုကဆွေးမြတ်ကကိုယ့်ရဲ့ own business ဆိုတာဒီဆွေးမြတ်ရဲ့ပထမဆုံးအလုပ်ဖြစ်တဲ့သူများကုမ္ပဏီတွေမှာတွားလုပ်ဖူးတာတို့သူများရဲ့စီးပွားရေးလုပ်ငန်းတွေမှာတွားလုပ်ဖူးတာလည်းလုံးဝမရှိခဲ့တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ own business သက်သက်နဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုစလုပ်တဲ့အချိန်မှာအခက်အခဲတွေအများကြီးကြုံခဲ့ရတယ်ပေါ့နော်ဆွေးမြတ်မလုပ်တတ်တာတွေအများကြီးမသိခဲ့တာတွေအများကြီးစံတဝါးဝါနဲ့လှုပ်ရင်းနဲ့လေ့လာရင်းနဲ့မှားရင်းနဲ့ပြင်ရင်းနဲ့လှုပ်ရင်းနဲ့ထက်လေ့လာရင်းနဲ့ထပ်မှားရင်းနဲ့ထပ်ပြင်ရင်းနဲ့ကြော်ဖြတ်ခဲ့ရတယ်အများကြီးပေါ့နော်အဲ့ဒီအများကြီးထဲမှာမှဆွေးမြတ်အမြဲတမ်းအမှတ်တရရှိနေတဲ့ဟာဆိုလို့ရှိရင်ဘာလဲဆိုတော့ဆွေးမြတ်ကကိုယ်တိုင်က business owner ဖြစ်ပြီးတော့ကိုကလူတွေကိုအရန်အားနာတယ်လူတွေကိုအရန်အားနာတာဖြစ်တဲ့အတွက်ဥပမာဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းခေါ်တယ်အဲ့လိုခေါ်ရင်အစားကိုဆွေးမြတ်ကတင်စရာရှိတယ်ပြောစရာရှိတယ်ဆိုလို့ရှိရင်ဆွေးမြတ်ပြောတယ်စူရမယ်ဟာလိုမျိုးတခုခုမလုပ်ရဘူးဆိုတဲ့ဟာမျိုးစီကန်းလိုဟာမျိုးတခုခုပြောရမယ်သူတို့စီကန်းဖောက်တဲ့အတွက်ကိုစူရမယ်ပြောရမယ်ဒါအောင်မလုပ်သင့်ဘူးဆိုတာမျိုးရှင်းပြရမယ်အဲ့လိုဟာမျိုးဆိုလို့ရှိရင်ဆွေးမြတ်ကအရန်အားနာတယ်မပြောရဘူးအဓိကအားနာတယ်ပေါ့နော်ဥမာမုတ်ကျွေးရမယ်တို့အပြင်သွားပြီးတော့မုတ်သွားစားရမယ်တို့အဲ့လိုဟာမျိုးဆိုတော့ဆွေးမြတ်ပြောတယ်တခုခုသူတို့အပြစ်လုပ်လို့စူရမှာမျိုးသူတို့ဒါမျိုးမလုပ်သင့်ဘူးဆိုတာကိုရှင်းပြရမယ်ဟာမျိုးတွန်တင်ပေးရမယ်ဟာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်ဆွေးမြတ်ဘာလုပ်လဲဆိုတော့ဆွေးမြတ်အမျိုးသားကိုလူမိုက်ငားတယ်အမျိုးသားကိုလူမိုက်ငားပြီးတော့ဘယ်ဝန်ထမ်းကဘလို့လုပ်တယ်ဘယ်ဝန်ထမ်းကဘလို့လုပ်တယ် तू ကဘလို့အပြစ်လုပ်တယ် तू ကဧည့်သည်ရှိမှဘာတွေလုပ်နေတယ်အလုပ်ချိန်ကြီးမှာဘလို့တွေလုပ်တယ်ဘလို့အပြင်ထွက်တယ်ဘာလုပ်တယ်ပေါ့နော်စသဖြင့်ဆွေးမြတ်အမျိုးသားကိုတွတ်နဲ့တွတ်ပြောတယ်တွတ်ပြောတဲ့အခါကျလို့ရှိရင်သူ့ကိုပြောပေးပါအဲ့ဒီဝန်ထမ်းကိုတင်ပေးပါအဲ့ဒီဝန်ထမ်းကိုဘာလုပ်ပေးပါအဲ့ဒီဝန်ထမ်းတန်ရှင်းလုပ်တာမပြောင်းဘူးအဲ့ဒါပြောပေးပါတင်ပေးပါအဲ့လိုပုံစံမျိုးနဲ့ဆွေးမြတ်ကဆွေးမြတ်အမျိုးသားကိုတစ်ချိန်လုံးကြည်ကြတယ်အဲ့ခါကျတော့ဘလို့ဖြစ်လဲဆိုတော့အလုပ်ခန့်လို့ရှိရင်ဆွေးမြတ်ခန့်တယ်အဲ့ဒီဝန်ထမ်းကိုတခုခုတင်စရာရှိတာတို့တခုခုမှားလို့ပြင်စရာရှိတာတို့စူစရာရှိတာတို့ဆိုလို့ရှိရင်ဆွေးမြတ်အမျိုးသားကဒိုင်ငံကိုစားအမုန်းခံပြီးတော့ပြောပေးရတယ်စူပေးရတယ်တင်ပေးရတယ်ကိုတင်စေခြင်းတဲ့ဟာကိုသူ့ကိုပြောတယ်အဲ့ခါကျရင် तू ကကိုစားအမကဘာတွေမကြိုက်ဘူးတမီးတို့ဒါဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဒါမျိုးဆိုရင်မလုပ်သင့်ဘူးဒါဧည့်သည်ရှိမှဆိုဒါဒီလိုမဖြစ်သင့်ဘူးအဲ့လိုမျိုးတွေ तू ကယောက်ျားကြီးတန်မဲနဲ့ကိုဆွေးမြတ်ကိုစားကို तू ကမမတ်နဲ့လူမိုက်လောက်လာတယ်ပေါ့နော်တခါလေကြားလို့ရှိရင်ပုံမှန်တဲ့ပို့ပြီးတော့ကြီးတဲ့အပြစ်လောက်ထားတယ်ကြီးတဲ့အပြစ်လုပ်ထားတယ်ဘလို့မှလည်းဆက်ထားလို့အဆင်မပြေတော့ဘူးဆက်ထားလို့ရှိရင်လည်းတခြားဝန်ထမ်းတွေပါအကျင့်ပြတ်ကုန်မယ်အဲ့လိုဝန်ထမ်းတွေဆိုလို့ရှိရင်စကားပြောဆိုရတယ် warning ပေးရတယ်နောက်ဆုံးအဲ့ warning ပေးလို့မှလက်မခံဘူးဆိုလို့ရှိရင်အလုပ်ဖြုတ်ရတယ်ပေါ့နော်အဲ့လိုအလုပ်ဖြုတ်ရတဲ့ဟာမျိုးဆိုလို့ရှိရင်လည်းဆွေးမြတ်ကထုံးစံတိုင်းဆွေးမြတ်အမုန်းမခံဘူးအားနာတယ်အားနာတာဖြစ်တဲ့အတွက်ဆွေးမြတ်အမျိုးသားကိုပြောခိုင်းတယ်ပြောခိုင်းပြီးပြီဆိုလို့ရှိရင်ဆွေးမြတ်ကအခန်းထဲကနေပုံးနေတယ်ချောင်းကြည့်နေတယ်ချောင်းကြည့်ပြီးပြီသူစူနေတယ်သူပြောနေတယ်သူတတိပေးနေတယ်အဲ့ဒီဟာကိုသေချာနားထောင်သေချာချောင်းပြီးတော့တကားကြားလေးတွေကနေချောင်းကြည့်ပြီးတော့နားထောင်တယ်အဲ့လိုနားထောင်ပြီးပြီနောက်ဆုံးထွက်เสียရှိတဲ့အခါကျလို့ရှိရင်လည်းအဲ့ဒီဝန်ထမ်းကစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်စိတ်အခမ်းမသိလို့ပဲဖြစ်ဖြစ်တခုခုကြောက်ကစားဖြစ်လို့ပဲဖြစ်ဖြစ်စကားပြောလို့ဆိုလို့အဆင်မပြေတော့လို့အလုပ်ထွက်တော့မယ်ဆိုပြီးတော့ထွက်သွားခဲ့ပြီဆိုလို့ရှိရင်လည်းဆွေးမြတ်ကချောင်းကြည့်ပြီးတော့အဲ့ဒီဝန်ထမ်းကသူ့အထုပ်သူပြင်ပြီးတော့အထုပ်ဆွဲပြီးတော့ထွက်သွားပြီဆိုတဲ့အခါကျတော့မှတေချာပြီးသူအိမ်ရှိရလေးနဲ့ထွက်သွားပြီသူအထုပ်ဆွဲပြီးတော့ထွက်သွားပြီလွတ်လွတ်ကျွတ်အပြင်ရောက်သွားလောက်ပြီဆိုတဲ့အခါကျတော့မှဆွေးမြတ်ကတိတ်လေးအခန်းထဲကနေထွက်လာပြီးပြီဆိုရင်ယောက်ျားကိုသွားပြီလားသူဘာပြောသွားသေးလဲဘလို့ပြောလိုက်လဲသူကဘာပြန်ပြောလဲယောက်ျားဘာတွေပြောလိုက်လဲအဲ့လိုမျိုးပေါ့နော်ကိုကဒီစီးပွားရေးလုပ်ထားရလဲဆွေးမြတ်ပိုင်ရှင်ကလည်းဆွေးမြတ်ဒီဝန်ထမ်းကိုခန့်ထားတာလဲဆွေးမြတ်ဒါမဲ့အမြဲတမ်းဆွေးမြတ်ယောက်ျားဆွေးမြတ်ရှိရနေမမနဲ့ဆွေးမြတ်အမေရှိတော့လို့ပဲကိုเจ้าမှာပြဿနာတစ်ခုခုတက်လာပြီဆိုလို့ရှိရင်အမေကနောက်ကနေတစ်ခေါက်လိုက်ပြီးတော့ဖြည့်ရှင်းပေးရတယ်ဆရာမနဲ့သွားတိုင်ပေးရတယ်အဲ့လိုပုံစံမျိုးပဲဆွေးမြတ်မျိုးသားဒီဆွေးမြတ်အလုံးစလုပ်တဲ့အချိန်မှာအဲ့လိုမျိုးတက်တိမရှိတဲ့အချိန်တွေကြောက်တဲ့အချိန်တွေအားနာတဲ့အချိန်တွေမပြောရတဲ့အချိန်တွေမှာသူကဆွေးမြတ်ကိုစားကိုဖြည့်ရှင်းပေးခဲ့ရတယ်ဒါပေမဲ့အဲ့ဒီဟာတွေအကုန်လုံးကဆွေးမြတ်သူတင်းမောလိုက်သွားပြီးတော့ဆွေးမြတ်ကိုဝင်ကြီးနဲ့ကြံခဲ့တဲ့အချိန်မှာဆွေးမြတ်မကစားခြင်းတဲ့သူတွေအမြန်ပိန်ခြင်းတဲ့သူတွေအတွက်ကိုဆွေးမြတ်အစီချတဲ့လုပ်ငန်းကိုလည်းထပ်ပြီးတော့လုပ်တယ်အစီချတဲ့လုပ်ငန်းထပ်လုပ်တဲ့အချိန်ကျတော့ဒီဆွေးမြတ်အားကစားတင်တန်းမှာလိုမျိုးပဲ instructor နည်းနည်းလေးနဲ့ထားလို့မရတော့ဘဲနဲ့အစီချတာလူတွေအများကြီးကိုချတယ်ဧည့်သည်တွေအများကြီးကိုလက်ခံတယ်အိတ်စင်တွေလည်းအများကြီးထားတာဖြစ်တဲ့အတွက်အမျိုးသမီးဝန်ထမ်းတွေအများကြီးခေါ်ရတာဖြစ်တဲ့အတွက်အဲ့ခါကျတော့ဆွေးမြတ်ကတဖြည်းဖြည်းနဲ့မိန်းကလေးဝန်ထမ်းတွေထိန်းရတယ်ကိုဒီမှာရန်ကုန်မှာတခုခုအလုပ်လုပ်လို့အဆင်မပြေတော့ဘူးဆိုရင်တင်းမောလိုက်နေတဲ့ယောက်ျားကိုတတယ်
ဒီသူစီကိုစာရေးရေးနောက်တစ်ခုအဲ့ကလည်းအင်တာနက်တွေကအဲ့လိုလည်းမကောင်းဘူး Viber နေလဲဖုန်းတွေပါတွေခေါ်လို့ရတဲ့အနေထားလည်းမဟုတ်တော့ကိုကဒီမှာတစ်ခုခုဝန်ထမ်းတဲ့အခက်အခဲတစ်ခုခုကြုံနေပြီးကိုစီကဝန်ထမ်းတစ်ခုခုအဆင်မပြေဘူးဖြစ်နေပြီဆိုလို့ရှိရင်ဆွေမျိုးလူမိုက်ပေါ့နော်ယောက်ျားကိုတတိရတယ်သူပြန်လာတော့မှဒါကြီးကိုသူရှင်းပေးတာစောင့်နေလို့မရဘူးသူကန့်ကတ်တဲ့အချိန်ကျတော့မှသူ့ကိုဖုန်းကြီးထိုးထည့်ပေးပြီးတော့လေအမုန်းခံပြီးတော့ပြောပြလို့မရဘူး customer တွေနဲ့လည်းကိုကပတ်စံနေယူထားတယ်တာဝန်ယူမှုတာဝန်ခံမှုတစ်ခုဆိုတာနဲ့လေဆွေမျိုးကလုံနေရတဲ့အချိန်မှာကိုကဒီလုပ်ကိုလုပ်ပြီးတော့ဒီ customer တွေစီကအခကြေးငွေတစ်ခုယူထားပြီးတော့ဆွေမျိုးကဒီတာဝန်ကိုမယူနိုင်ဘူးဒီဝန်ထမ်းတွေကိုမပြောရဲဘူးမကင်တွယ်နိုင်ဘူးမဖြေရှင်းရဲဘူးကြောက်နေတယ်အားနာနေတယ်ဆိုလို့ရှိရင်ဆွေမျိုးကိုယုံကြည်ပြီးတော့လာလုံးမဲ့ customer တွေဆွေမျိုးဘယ်လိုပုံစံမျိုးနဲ့သူတို့အကောင်းဆုံး service ပေးနိုင်မလဲဆိုပြီးတော့တဖြည်းဖြည်းနဲ့တွေးမိသွားအဲ့လိုတွေးမိသွားတာနေစပြီးတော့မှတဖြည်းဖြည်းနဲ့ကိုမပြောလို့မရဘူးကိုမလုပ်လို့မရဘူးဒါဒီကိုတာဝန်ယူထားတဲ့အလုပ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့မှမှားလို့မရဘူးအဲ့လိုပုံစံမျိုးနဲ့မှတဖြည်းဖြည်းနဲ့ကိုယ်စိတ်ကိုပြင်းရင်နဲ့ဒါပေမဲ့နောက်ပိုင်းမှာပြဿနာတက်ရင်ရှင်းတက်လာတယ်ရှင်းရဲသွားတယ်ဒီအားနာတဲ့စိတ်တွေကြောက်တဲ့စိတ်တွေဘာမှမလုပ်ရသေးပဲနဲ့ရင်မဆိုင်ရဲတာတွေအဲ့ဒီစိတ်တွေအများကြီးကိုဆွေးမြဲစူးစမ်းပြီးတော့ကြော်ဖြတ်ခဲ့ရပါတယ်ဆိုတာလေး sharing လေးလုပ်ပြီးဆိုလေးကကိုအတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေးမြဲရဲ့ channel လေးကို like and follow လေးလုပ်ထားပေးပါနောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ကြပါမယ်ရှင်